သေသာတော်ရနိဝါဒနတံဟောတိရပြီနော်ဖေဟုတ်ပါလားဟုတ်ပါလားဟုတ်ပါလားဒီဝိဇ္ဇူတွေက5ခုတောင်ရှိတယ်တီကာဝိဇ္ဇူတွေ5ခုတောင်ရှိတယ်ခြာထားလိုက်ဦးနောက်တိကျမှပြောမယ်အဲ့ဒါလေးခြာထားလိုက်ဒီတီကာဝိဇ္ဇူတွေခြာထားလိုက်အောင်ဗျာဒီတော့စီးမင်းသွားမယ်စီးမင်းသွားလိုက်ပရိယနောဟာလေးဆိုပါဦးဗျာကတ္တာနဲ့ကရိယာဆိုဆိုလေအလွတ်ဆိုလေအလွတ်လေးဆိုကရိယာစပ္ပါကြတဏံပူပါတဲ့မျိုးအဲ့တော့အဲ့ဒီမှာဗျာဒီပရမတ်စာစနီမှာကတ္တာနဲ့ကရိယာစပ်ပါကြတဏ္ဍမှုကတ္တာနဲ့ကရိယာစပ်လို့ရှိရင်တဲ့ဘာပစ္စည်းတွေပြရမှာတော့သဟဇာတာအနန္တရပုရိဇာတာနောက်ချက်သွားကရိယာကံစဟံယုကရိယာနဲ့ကံပုံနဲ့စက်မယ်ကံဟောဝကြစက်မယ်ဆိုရင်မျိုးအာယုဟုဘာစမှာလဲအာရမဏမျိုးအစ္ဆတ်တဲ့ဂရိုင်းမူကတ္တာသူ3မျိုးအစ္ဆတိကဂရိုင်းဆိုတာဂရိုင်းကသူကအစ္ဆတိကဂရိုင်းရဲ့ဘာဟိရဂရိုင်းရဲ့2မျိုးရှိတယ်ဗျာအစ္ဆတိကဂရိုင်းဆိုတာခန္ဓာကိုယ်တဲ့စက်တဲ့ခန္ဓာကိုယ်အတွင်းမှာဖြစ်တဲ့ဂရိုင်းမျိုးဥပမာစက္ခုနာရူပံပတ္တတိစက္ခုနာမျက်စိပြင်ပါတယ်လေရူပံရူပါယုံကိုပတ္တတိအဲ့ဒီအရာမျိုးမှာစက္ခုနာဆိုတဲ့ဒီကရိုင်းပုံလေးဟာခန္ဓာကိုယ်ရဲ့အတွင်းမှာရှိလားအပြင်မှာရှိလားအဲ့ဒါမျိုးသူအဲ့တော့သူကအဲ့ဒီလိုကရိုင်းပုံမျိုးအစ္ဆတိကကရိုင်းလို့ခေါ်တယ်ဘာဟိရကရိုင်းဆိုတာကဥပမာဗျာဓာတ်တေနဝိဟိလူနာတိဝိဟိလူနာတိတော့မဟုတ်ဒါမှအခိနာကုတေဇာပေတိအခိနာမိဖြင့်ခန္ဓာကိုယ်ထဲမှာရှိတာအပြင်မှာရှိလားဟောမိဖြင့်ဆိုတဲ့ကရိုင်းလေးကအပြင်မှာရှိတယ်အဲ့ဒါမျိုးဘာကရိုင်းလို့ခေါ်လဲဘာဟိရကရိုင်းဟုတ်ပြီနော်ဗျာအစ္ဆတိကကရိုင်းဆိုတာခန္ဓာကိုယ်မှာရှိတဲ့ကရိုင်းပုဂ္ဂိုလ်ဒါအစ္ဆတိကကရိုင်းအပြင်မှာဥပမာဓာတ်တေနဒဇင်ဆိုတာကြီးကဘာလို့အပြင်ဘက်မှာဟုတ်ပြီနော်ဗျာအဲ့ဒါမျိုးဘာကရိုင်းလို့ခေါ်လဲဘာဟိရကရိုင်းခုနကစက္ခုနာရူပံဆိုတဲ့ပုံမှာတော့ခန္ဓာကိုယ်ရဲ့အတွင်းမှာရှိတဲ့အတွက်အဲ့ဒီကရိုင်းကိုဘာလို့ခေါ်လဲအစ္ဆတိကကရိုင်းအခုဒီအစ္ဆတ်တဲ့ကရိုင်းမူကတ္တာတူ3မျိုးဒီဆောင်ပုံလေးအလိုရအဲ့ဒီကရိုင်း2မျိုးထဲမှာအစ္ဆတိကကရိုင်းနဲ့ကရိယာနဲ့စက်ရင်းနဲ့ကတ္တာအလိုပဲ तू က3မျိုးပြိုင်နိုင်တယ်တဲ့ဘာနဲ့ဘာတော့သဟဇာတာအနန္တရပုရိဇာတာဟုတ်ပြီအဲ့တော့ကြံတဲ့ဟာတွေဘာဟိရကရိုင်းရဲ့တံပဒံအာယုမျိုးယံခါပတံပဒံနဲ့ကရိယာစက်ရင်တခါတလေကြလို့ရှိရင်အာရမဏမျိုးတခါတလေကြရင်ပကတုပဆိုတာဘာလို့ပကတုဆိုတာဘာလို့ပကတုဆောင်းပုံလေးတွေပြောထားတာမဟုတ်တော့ပဆိုတာဘာလို့ပကတုအာရတံပဒံဆက်တဲ့အခါမှာအာယုံနဲ့ဆက်နိုင်တယ်နောက်တစ်ခါဘာလဲဆက်နိုင်လဲပကတုပပစ္စည်းနဲ့ဆက်နိုင်တယ်ကျွင်းမာတိတေတဥပတဲ့မျိုးကျွင်းကြံတဲ့ဟာတွေကတော့တဲ့ကြံတာခုနတော့ဘာဟိရကရိုင်းကြံတယ်အပါဒံကြံတယ်ဩဃာတကြံတယ်ကရိယာဝိသေသနတမ္ပန်နိစတဲ့ကြံတယ်အဲ့ဒီပုတ်တွေကိုကရိယာနဲ့ဆက်တဲ့အခါမှာဘာတစ်မျိုးတည်းဆက်နိုင်ပြန်ရမလဲပကတုပတစ်မျိုးတည်းပြိုင်တဲ့ပကတုပတစ်မျိုးတည်းတက်ထွက်အဲ့ဒါမျိုးလုံးတယ်ဒီလိုမျိုးပြောတာဟုတ်ပြီနော်ဗျအဲ့လိုတက်ထွက်တဲ့အခါမှာဒီစာဆက်ကြည့်တဲ့အခါမှာဒီဝကြတစ်ခုပေါ့ဗျာအဲ့ဒီဝကြထဲမှာအတွင်းနေအတွင်းဆက်အပြင်နေအပြင်ဆက်ဆိုတာရှိတယ်ဥပမာအဟောတိနုခောအာမမရှံပိတုမယိဇာတိတိနိဟောတိ
ဒီဝက်ကြအထက်ကရာခုနကတော့အထက်ကရာရှင်များတို့လှန်ထားတဲ့အထက်ကရာပါပဲအဲ့ဒီမှာဗျာအဲ့အာကာရဝက်ကြဒီမှာအာကာရဝက်ကြရှိတယ်အာကာရဝက်ကြဒီမှာဟာလေးတက်ခိုင်းလို့ရှိရင်ပိတုအဟောတိဒီမှာရှိရင်ဒီပိတုနဲ့အဟောတိမှာပဲ तू ကသွားပြိုင်သွားဆက်ရမယ်ဒီအပေါ်ကပါတဲ့တောပဝတ္တေတုတ်တဝရောဒမာနာအဲ့ဒါကိုသွားမဆက်နဲ့ဟုတ်ပြီနော်ဗျာတွေ့လားအထက်ကရာတွေ့လားစာမျက်နှာ126လှမ်းလိုက်ဗျာခုနကတော့လှန်ထားတဲ့တပည့်တော်ကဒီမှာတွေ့တဲ့ဟာလေးတန်းပြောကြအဲ့ထဲမှာလှန်ထားတဲ့ဟာအတိုင်းပဲတွေ့လားအဲ့တော့ तू ကဒီမှာတောပဝတ္တေတုတ်တဝရောဒမာနောမာတုဒီမှာကြည့်ဗျာဒီစကားရက်လေးမှာစာထွက်တဲ့အခါမှာအပြင်မှာရှိတဲ့ဟာကိုအပြင်ဟာတယ်ပဲဥပမာတောဆိုရင်တုတ်တော်မှာပဲ तू သွားဟုတ်ပြီနော်ဖေဒေတာသွားဟိုးအဟောတိမသွားနဲ့တောနဲ့အဟောတိတခြားစီဟုတ်ပြီနော်ဖေဒါမလို့ तू အဲ့ဒီနိယံလေးတစ်ခုတူတာဥပမာဥပမေယမှာလည်းဒီတိုင်းပဲဥပမာဥပမေယဝါကြမှာလည်းဒီတိုင်းပဲဥပမာစကားရကအတွင်းမှာရှိတဲ့ဥပမာစကားရမယ်ဆက်ဥပမေယရှိတဲ့ဝါကြကိုဥပမေယမှာအချင်းချင်းဆက်တို့တာဆိုယတ္တမတတ္တမတဲ့ယတ္တမတတ္တမပမာပမေယတ္တမတတ္တမပမာပမေတွင်းနေပဒစัจจချင်းချင်းယတ္တမတတ္တမပမာပမေတွင်းနေပဒစัจจချင်းချင်းဖြစ်နေလျင်ကယတ္တမတတ္တမပမာပမေတွင်းနေပဒစัจจချင်းချင်းဖြစ်နေလျင်ကပြင်ချင်းပစัจจမြဲမြံစွာစัจจမြဲမြံစွာဒီတော့ပြန်ပြောပါတော့ဗျာယတ္တမတတ္တမပမာပမေတွင်းနေပဒစัจจချင်းချင်းဖြစ်နေလျင်ကပြင်ချင်းပအတွင်းမှာအတွင်းရှိတဲ့အတွင်းဆိုတာအာကာရဆိုအာကာရဝါကြအတွင်းမှာရှိတဲ့ပုတ်ချင်းချင်းဆက်အဲ့လိုပြောတာနော်ဗျာဥပမာဥပမေယဆိုလဲဥပမာစကားရဆိုဥပမာစကားရမှာရှိတဲ့ပုတ်ချင်းချင်းကတ္တကတိဆက်ထွက်တဲ့ခါအိုက်တိုက်ထွက်ဥပမာဒီဥပမေယစကားသွားမထွက်နဲ့အဲ့လိုဆိုမှားတယ်ဒီလိုဆိုလို့တယ်ဟုတ်ပြီနော်ဗျာတွင်းနေဗဒဆိုတာဥပမာဆိုဥပမာဝါကြဆိုဥပမာဝါကြအတွင်းသူ့ချင်းချင်းမှာပဲဆက်ဥပမေယဆိုလဲဥပမေယဝါကြချင်းချင်းမှာပဲဆက်ကတ္တကတိစသည်အပြင်ဥပမာစကားဒီဥပမေယစကားသွားမဆက်နဲ့အဲ့ဒါဆိုမှားတယ်သွားမထွက်နဲ့စာသွားမထွက်နဲ့ဟုတ်ပြီနော်ဗျာဒီလိုဆိုလို့တာဟုတ်ပြီနော်ဆိုလိုက်ယတ္တမတတ္တမဆိုမြဲမြံစွာဟုတ်ပြီနော်ဗျအာကာရဝါကြဆိုတာအာကာရဝါကြအတွင်းသူ့မှာရှိတဲ့အတိုင်းဆက်ဒီလိုဆိုလို့တာဒီမှာနိမဝါကြဆိုရင်လေဒီမဝါကြဆိုရင်နိမဝါကြသူ့ဝါကြမှာပဲသူပြန်ဆက်အနိမဝါကြဆိုရင်အနိမဝါကြရှိတာပဲသူကဆက်ဒီလိုပြောတာဟုတ်ပြီနော်ဗျနိမဝါကြဒီအနိမဝါကြသွားမဆက်နဲ့စာသွားမထွက်နဲ့ထွက်ရင်မှားတယ်ဟုတ်ပြီနော်ဗျအဲ့ဒါလေးခေါင်းထဲဆွဲမှတ်ထားစာကြမ်းထွက်မေးတဲ့အဲ့ဒါလေးကို तू ဖမ်းပြီးမေးတတ်တယ်ဆိုလိုက်နောက်တစ်ခါယတ္တမတတ္တမဆိုယတ္တမမြဲမြံစွာပြီးရောပေါ့ဗျာဒါလေးကြည့်စကဲကျန်းတက်နီးများဆို
အနုတန်ဒီတက်ဒီကတာပညာပေးတာပညာအတက်ဒီပဲဖြည်ဆိုတာရှေ့သွားတာပညာအနုတန်ဒီဝိသေသအနုတန်ဒီဆိုကာကွယ်ဒီနိုင်ကြကိုပြီအဲ့တော့ဗျာဒီအနုတန်ဒီမှာဝိသေသရဲ့တာမညရဲ့ဝိသေသတက်ကတော့ तू ဟွာမှာတီးတန့် तू မေးမှာပေါ့ဗျာဒါပေမဲ့ तू အဲ့ဓာတွေကလည်း तू ပါရဂူတန်းမှာပဲ तू မေးတယ်ဗျာရိုးရိုးတက်မှာလည်းမမေးပါဘူး तू တကယ်လို့ तू ဒီဝိသေသတက်ဆိုတာဟာ तू အဓိပ္ပာယ်လေးဖော်လိုက်ပါပဲဗျာအဓိပ္ပာယ်လေးဖော်လိုက်ရင်ဝိသေသတက်ဖြစ်သွားတယ်အဲ့ဒီပုတ်ရဲ့ဒီမှာ तू တရုတ်ရှိလို့တရုတ်လေးကိုအကျယ်လေး तू ထုတ်လိုက်တာအဲ့ဒါကိုပဲဘာဖြစ်သွားတော့ဝိသေသတက်ဖြစ်သွားတယ်အဲ့တော့တပည့်တော်တို့ဒီမှာတစ်ချက်လေးနဲ့လည်းကြည့်လိုက်ဗျာဒရဟူတိတတ္တမိအဟုတတ္တမိဓိဝတေတိအထောဒါကဒီတရားလေးဒီတက်တဲ့စာလေးဒါကတဝက်ကြကာကြီးဝက်ကြထားနောက်တစ်ခါဥပဝတ္တိအဋ္ဌာတိဥပောသရောဒါခါကူဝက်ကြထားအဲ့တော့အနုတန်တိတက်ပါဆိုရင်ဒါလေးကကာကြီးဝက်ကြလေးကဒရဟုဆိုတဲ့ပုံလေးကိုဘာလို့တာလဲပုတ်ရဲ့အဖွင့်ကိုပြတာနောက်ကဥပောသထောဆိုတာလေးကဥပဝတ္တိဆိုတာလေးကဘယ်ပုတ်ကိုဖွင့်ပြတာတော့ဥပောသထောဆိုတဲ့ပုတ်ကိုဖွင့်ပြတာတာပညာလေးတက်ရင်ဤသို့လျင်ဒရဟုတိစာသောပတ်ဖြင့်ဒရုပုတ်ဤဖွင့်ကိုပြဆိုပြီးယခုခါ၌ဥပောသထောပုတ်ဤဖွင့်ကိုပြဆိုခြင်းကအလိုရှိသောထကရာဆရာသည်ဥပဝတ္တိစာသောပတ်ကိုပဲအဲ့ဒါဘာတော့ဗျာတာမညဒါတာမညကဲတာမညလေးတက်လိုက်ပါဦးဗျာတာမညအနုတန်တိတက်ပေါင်းဆိုဤသို့လျင်ဒရဟုတိစာသောပတ်ဖြင့်ဒရုပုတ်ဤအဖွင့်ကိုပြဆိုပြီး၍ယခုခါ၌ဘောဓရောပုတ်ဤအဖွင့်ကိုပြဆိုခြင်းကအလိုရှိသောဥပဝတ္တိစာသောပတ်ကိုမေဒါသူတာမညလေးဗျာဝိသေသတက်ပါလို့ဝိသေသအနုတန်တိဆိုတက်ပါလို့ပြောရင်ဒရုဆိုတဲ့ပုတ်မှာဒရုဆိုတဲ့ပုတ်ကိုဘယ်လိုပုတ်ဖြတ်ရမလဲ
တတ်တမေအဟုလို့ပုတ်ရှာအဟုတရာတိဘာနဲ့တုံးဒီဝတနဲ့ဟောဤဟုပြဆိုပြည့်ဟောဒီလိုလေးထိသွားရတယ်ဗျာအဲ့ဒါကိုဘာလို့ခေါ်လဲဝိသေသဥပောတထဆိုတဲ့ပုဂ္ဂိုလ်လဲ तू ကဥပဝတ္တိဥပောတထလို့ကတ္တုတာနာမဆိုနဲ့ဒီမှာဘာဆိုရမှာတော့ဥပဝတ္တိဣထာတိဥပောတထောဥပဝတ္တိဘာလဲဣထာတိဥပောတထောဘာသာနာတို့အဓိကရဏတာရဏဟောအဓိကရဏတာရဏကိုစတပြပြီးပြဆိုခြင်းကအလိုရှိသောတက္ကရာဆရာဒီအဲ့ဒါသူကဘာတော့ဗျာဝိသေသဟုတ်ပြီနော်ဗျာဝိသေသဆိုတာဟာအဲ့ဒီပုတ်ရဲ့အခွင့်ကို तू ကပုတ်ဘယ်လိုဖွင့်တာလဲဖွင့်တဲ့ဟာလေး तू ကဖော်ထုတ်ပြီးပြောလိုက်တာအဲ့ဒါဝိသေသတက်ဟုတ်ပြီနော်ဗျာဒါတာပညာနဲ့ဝိသေသဒါပဲထူတယ်အဲ့တော့ပြီးရောပေါ့ဗျာအထူးတွေမရှိပါသောရဏတက်ဒါကြက်ထားတော့ဗျာကြက်ထားဒီပုံစံလေးတစ်ခုတော့ရအောင်ကြက်ထားကဲကြက်တာနောက်လေးကြောင်မှသွားကြတာပါကဲတို့ကြအောင်